ဒီနေ့ဝိမာချင်းစောဝကောလုပ်တဲ့သူတွေအတွက်မာဆယ်တက်အောင်လို့ protein စားနည်းပြောပြပေးမယ်မာဆယ်တက်အောင်လို့ supplement နဲ့ protein တွေစားပေးရတယ်ပေါ့နော်အခုအပြင်မှာဆိုလို့ချင်း protein ပေါင်တာတကူကိုတင်းချီနေဒါရှေးမြန်မာလူကြီးစားခဲ့တဲ့နီးဒါကျုပ်အစိမ်းပေါ့ကျုပ်အစိမ်းကိုနှလုံးတောက်ပြီးသွားရင်ဒီဘက်မှာကလဘဲအစိမ်းကိုရေးစိမ်ပြီးတော့လူရတဲ့အခါကျရင်အစိမ်းစားပြီးကျုပ်အစိမ်းမတောင်းနိုင်ဘူးညှိရဲဆိုလို့ရှိရင်ကျုပ်အခါကျပြုတ်တော့လို့ရတယ်ကလဘဲကိုလည်းအစိမ်းနဲ့မကြိုက်ဘူးဆိုလို့ရှိရင်ပြုတ်ပြီးတော့စားလိုက်ရတယ်အလုံးဝမာဆယ်တက်တယ်workout လုပ်ပြီးသွားပြီဆိုလို့ရှိရင် weight တွေပိုင်းမှာပြီးသွားပြီဆိုလို့ရှိရင်အဲ့လို supplement protein စားပေးရတယ်မဟုတ်ရင်ကို workout လုပ်တာထင်းလောက်မရောက်ဘူးပေါ့နော်ကိုလက်တွေကြိုက်ခဲတတ်တယ်အဲ့လိုစားတော့မှသူက muscle တက်တာ body building လုပ်လို့ကောင်းတာအဲ့တော့စားနည်းပြောပြပေးရအခုကျုပ်နှလုံးတောက်မယ်ပေါ့နော်ကျုပ်ကကို prefer မှာကိုလုံးလောက်ပေါ့နော်ဟိုများလုံးစားပြီးပေါ့တစ်လုံးနှလုံးကနေ၄-၅လုံးကြီးစားပြီးလို့ရတယ်ကျွန်တော်နှလုံးအများနဲ့တောက်တယ်ဟိုနှလုံးကစ်လိုက်ပြီးအကုန်သွားပြီ